ရော Hi ဒီနေ့ကအိမ်ကမိသားစုနဲ့ပြုံးလို့သွားပြီးတော့လင်းမဖြစ်ပါရဲ့လိုက်ခဲ့ရော Outfit of the day ကောင်းလေးနဲ့ဒီလေးနဲ့လူလေးပါဝမ်းနဲ့ခေါ်ပြတာမ fashion ကိုပြတာအဲကျွန်တော်လေးပါလူကိုချောမရဘူးချောပါနော်ပုံမဲနေအော်မင်းဖားတာဒီလူချင်းနာများနေကားပေါ်တမ်းThank you လားတခါမှမတော့မမြင်ဘူးအေးစေးသမီးတို့သွားရင်လာနေတယ်ပါဒီချက်ကတော့မလို့မရဘူးဆိုတာရနေပူပူမှာဟုတ်ပါဘူးနည်းနည်းအလှငွေထည့်လိုက်ပေါ့ဟုတ်တယ်မမဟာဟုတ်ကဲ့တကယ်တက်နော်ရင်းတော့ကွာအေးနော်ရနှစ်ထပ်ကွာတော့အောင်နေပါလေဒါလူရကန်တိုးမီတွေထင်ပေါ်ကြတယ်ဘာတရားညံနေနေနေစိတ်ကြတယ်ကိုယ်ကလည်းပင်လေးတာဆိုရင်တခါတူရောဟာဘာလဲဒါကိုတနတ်အညံ့လို့ကိုယ်အကောင်နဲ့ပြန်ထိလိုက်ဒါဘာလို့တဘာတာဝန်မှမလို့လာကြည့်တော့ကမူးနာ forest again ကျမ favorite coffee ဆိုင်ကျမ favorite coffee ဆိုင်ရောက်ပါပြီအဲ့ဒါကိုခေါ်လာတာပါကျမ favorite ice cream လေးစားဖို့ forest ကိုရောက်ပါပြီ What cheesecake expression of it? Luni wale my favorite cake liya. Kaun no? Massage ba my expression li ubi jama hai. To kaun no? Nara jama hai not favorite shit hai. Cheesecake strawberry ice cream လေးဖြစ်ပါတယ်နောက်ထပ်ထပ်စားနေကြတော့ဖနက်လာဝယ်ရပါ
ဟုတ်တော့ပြောင်းဖက်နဲ့တွေဘယ်လောက်တောင်ဝဲလားဖက်နဲ့900ရယ်900လားဟုတ်တယ်ဘယ်လိုလဲဘယ်လောက်ဝဲလားသူတို့နေရောမဘယ်နေ300သူတွေနောက်ဆုံးတော့ဖက်နဲ့ဝဲပြီတော့ချိန်လမ်းပေါ်မှာ shopping လာထွက်တာဖြစ်ပါတယ်ဒီဆိုင်တွေဝင်တော့ပါကိုရိုးဖေကိုရိုးထိုင်ကျွန်တော်တို့ဒီဆိုင်တော့ဖြစ်ပါတယ်ကုပါတော့ဟဲ့ကုလို့ရပြီလေဆိုင်လာ shopping ပတ်တာပါပြုံးလင်လာပြီလေရဟိုပြုံးလင်လာပြီ shopping ပတ်ကြရပွဲပါဒီမှာပါကိုဆိုင်မတင်နေပြီးတော့ငချေးတင်ခြင်းနဲ့ကိုတင်းမတင်နဲ့မှာထားပါတော့ဒီလောက်ရအောင်စမရပါကိုတင်းမတင်နဲ့ငချေးနဲ့ကားစီပြန်လိုက်ပါအောင်မေငယ်ကားပါတော့ကျွန်တော်ဝယ်လိုက်ဟာပါကိုတင်းမတင်အမောင်ငချိတ်မတင်မမောင်ငချိတ်တင်ရင်လုံးဝတင်ရင်တင်ရင်နဲ့မှသူချိတ်ပါလာတော့သူကနေတာရတာဒါဒါပေမဲ့မဟုတ်ဘူးတင်ရင်ဒီဟာနဲ့နေရတယ်ဆိုငါပါတာပို့ကြတယ်ဟုတ်တယ်ပို့ကြတယ်ဟိုကောင်ကဟိုကပေါ့ရတာတွေဟုတ်တယ်အရင်ချုပ်လေပြောကြချင်းဆိုငါဆိုအချိုနဲ့နေရတယ်မှာသူ့ရတာကိုနဲ့ကတော့မစိုးပါဘူး